ကိုရပါဗျာကျွန်တော်နဲ့ဆန်းဆန်းနဲ့ကမြေတာမျှနေတယ် တိတ်ဆန်းနင်အခုလုံနေတာကျေးဇူးပြတတ်တဲ့လူရဲ့လုံးရမဟုတ်ဘူးတရေပေါ်အိတ်တေနာဆိုင်ခွေးကျင်ခွေးကျန်းဟဲ့ ဟာပြောတော့မတ်ရွှေတက်တန်းသားတယ်ပြောဖို့ဆိုဖို့ကငစိမ့်တံမတော့အရှုံးပေးရမယ်အမိပြောသလိုသာလူပြိုအပြိုကြိုက်တာခွေးကျင်ဆိုလို့ချင်းကဘောမှာရှိတဲ့လူပြိုအပြိုတွေအားလုံးခွေးတွေဖြစ်ကုန်မှာပေါ့ဒီမှာငါကြီးချစ်တယ်ဆိုတာမင်္ဂလာကွာအဲ့တော့စက်သားချက်ကွာ ကိုရပြဿနာဖြစ်နေကြတာ ဟာပြဿနာတက်နေလို့ငါပြဿနာရှင်းပေးနေရလေဒီမှာငါကြီးမင်းကသူတို့ညီမနှစ်ယောက်ကိုကြောက်နေတာအဲ့ဒီညီမနှစ်ယောက်ကငါတို့ညီကိုနှစ်ယောက်ကိုဖက်ပြီးတော့နဗန်းမလို့ရဲပါဘူးကွာ ရှင်စကားပြောစီပိုးလိုက်ရှင့်ညီကကျမညီမစီးစိတ်တွေကိုမက်လို့တိုက်တူးကိုကြံနေဆိုတာရှင်သိရလား ဗျာလက်ဆက်သက်တော့အမိကငွေကုန်ဒနာကုန်မောက်နေတယ်တကယ်မက်ရွှေထက်တန်းသားတွေပဲ ဟုတ်တယ်ကျမတို့အထက်တန်းစားတယ် အမိအကျိုးတစ်ခုလောက်မေးပြရစီအမိကိုမွေးတော့အမိရဲ့အမေကရွှေငွေကိုခြေချင်းတက်ပြီးတော့ရက်ပြီးတော့မွေးလာဟာသမီးကလည်းဗျာကျုပ်တို့တွေအကုန်လုံးကလေစလိပ်ပြာကိုရက်ပြီးတော့မွေးလာတဲ့လူတွေကြီးပါဗျာအဲ့လောက်ကြီးမန်တက်နေတယ်ခြံခတ်ပြီးတော့ဒဏ်ခွက်နဲ့ရိုက်ခံနေရမယ်နော် ဟာကိုပြဿနာကြီးကုန်တော့ပဲကိုကြီး ဟောငါခန့်မေးသားပါဦးအမိအကျိုးမရှင်းတော့တစ်ခုထပ်မေးပြရတယ်ဗျာဟိုအလုတ်ရှင်ရဲ့သားသမီးနဲ့အလုတ်သမားနဲ့မကြက်ရဘူးမချစ်ရဘူးလို့ဘယ်အလုတ်သမားအဲ့ဥပဒေမှာများပါလဲ ရှင်မမပြန်ရအောင်နော်နေရောဒီလိုကလေးကချင်းအောက်တန်းစားပညာမဲ့ရငေါ့ဆော်ဟာငါမခံနိုင် နေသမ်းပါဦးမိရဲ့အမိကကျုပ်ကိုပညာမဲ့လို့ပြောအောင်အမိကပညာရေးချင်းဘယ်လောက်ရှိနေလဲဟမ် ဘူးသူကနောက်ဆုံးနှစ်ဖြစ်ပြီကြာခင်ဖွဲရတော့ ကြီးကြိုင်ပြောနေကြပြီမိရဲ့ဒီမှာကျုပ်ကလေ BA ဘွဲရပြီးတော့9နှစ်ကျော်နေပြီအမိကျုပ်ကိုမိဖို့ဆိုနောက်ထပ်9နှစ်လောက်ကြိုးစားအောင်ပါ လာစမ်းမစမ်းမိချောင်ကအခုလိုပြောခံနေရ ကိုရမိုးတော့မီးလောင်ကုန်ပါအခုရဘာလို့ညင်းတော့လိုက်လာတာလဲ ဟာမင်းတို့စိတ်မချလို့လိုက်လာတာဗောဒီတော့မင်းကဘာဖြစ်လို့ तू ပြောတော့ခေါင်းဝင်ခံနေရလဲဒီမှာငါကြီးလောကကြီးမှာလေလူမပြောနဲ့တစ်ပင်ဝါပင်တော့အနှိမ်ခံပါများလို့ရှိရင်အညွတ်မထွက်ဘူးကွာဒါသမကွာဖေလောကကြီးမှာမိမအများကြီးပဲ